ပြောင်းချိန်ပြီးခြေလေးများထွက်လာကလောကကိုမလူဖို့မသွားခင်မှာခြေလေးတွေဖြတ်ပတ်တဲ့ခါလောကတပံပြန်ပြီးတစ်ခါသက်ဝင်သွားငါရဲ့ဝိညာဉ်ငယ်ကိုချွေလို့ရှိုက်ချိန်မှာအလေးတစ်ခုလိုမောင်းကိုခွေရောက်လာကတရားများကိုမီးစီချိုးကငါရဲ့ဝိညာဉ်ငယ်ပြန်ပြီးတစ်ခါသက်ဝင်သွားထူးဆန်းနေမင်းမြတ်ဝန်တစောအတိတ်ဘဝမှာဆုံးငယ်ဘူးသလားအဝေးကလာတဲ့ခေါင်းထိုးတဲ့ရှိဖျားချောင်းကခေါ်သလားရှိရမနီရဲ့တောင်းတဲ့များနောက်စီကလေးပြိုလာတဲ့အာယုံကောင်းကြီးရဲ့ခြေကလေးတွေမီးဆက်တဲ့ခါခြေနဲ့တဆုံးကြီးပြောင်းဝဲလို့မြူဖြောချနေရမို့တိမ်တွေတဲ့မျောလွေမြန်တဲ့အသေးမဲ့တဲ့ကဘာမြေနိုးထားလောက်ရှာရေတကူများပေါ်တဲ့တန်တကူလာတို့ရဲ့နေတွေတဲ့ရှိမဲ့လာတရားဆူရှာတဲ့မင်းမြတ်ဝန်တစောအတိတ်ဘဝမှာဆုံးငယ်ဘူးသလားအဝေးကလာတဲ့ခေါင်းထိုးတဲ့ရှိရချောင်းကခေါ်သလားနောက်ရမဝင်းနေနေမိချီလာမေးရင်ဝင်မှာခိုးလုံးရင်မေးတွေကရွှေအောင်လေးတွေပြန်ပတ်တဲ့ခါလောကတပံပြန်ပြီးတစ်ခါ